အင်္ဂလန်ပြည်ရှင်ဘရင်တစ်ပါးရဲ့စိတ်လှုပ်ရှားဖွယ်ရာဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်ကိုရိုက်ကူးထားတဲ့အော်စကာဆုရ The King's Speech ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကိုပုံမြင်တစ်ပုဒ်လိုနားဆင်ခံစားကြည့်အောင်1925ခုနှစ်ကာလစီကပေါ့ကမ္ဘာလူကြီးရဲ့လေးပုံတစ်ပုံကျော်ကိုအုပ်စိုးထားတဲ့ဘရင်ကြီး George V ဟာလန်ဒန်မြို့ဝင်ဘလီအားကစားကွင်းကြီးမှာကျင်းပတဲ့တော်ဝင်ပြပွဲကြီးကိုပိတ်သိမ်းကြောင်းမိန့်ခွန်းပြောကြားဖို့သူ့ရဲ့ဒုတိယသားတော် York မျိုးသားမင်းသား Albert ကိုတာဝန်ပေးရလိုက်ပါတယ်BBC ရေဒီယိုကလည်းတနိုင်ငံလုံးကိုအတန်လွှင့်ဖို့အသင့်ပြင်ထားသလိုတော်ဝင်အကြံပေးတွေနဲ့အရာရှိတွေကလည်းမင်းသားကိုဝန်းရံနေပါတယ်။အချိန်ကြာလို့မင်းသား Albert ဟာဇနီးသည် Elizabeth နဲ့အတူစင်မြင့်တက်ကိုတက်လာချိန်မှာတော့ပိတ်သက်တန်ပေါင်းများစွာရဲ့မျက်လုံးတွေဟာစင်ပေါ်ကိုအာရုံစိုက်နေကြပါတယ်။ဒါပေမဲ့မင်းသားစကားစပြောလိုက်တဲ့အခါမှာတော့လူတိုင်းအံ့အားသင့်ခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုတော့မင်းသား Albert ဟာစကားထင်နေပြီးစကားလုံးတွေကိုချောချောမွေ့မွေ့မပြောနိုင်ခဲ့လို့ပါပဲအဲ့ဒီချိန်ကစပြီး1934ခုနှစ်အထိမင်းသား Albert ခင်ဗျာသူ့ရဲ့ဇနီးသည်ကိုဖော်ပြပြီးစကားပြောကုထုံးမျိုးစုံနဲ့ကုသခဲ့ရှာတယ်ကုထုံးတချို့ဆိုရင်ရန်ကိုထူဆန်းလုံးပါတယ်ပါဇက်တဲကိုဖန်ကော်လီတွေအများကြီးထည့်ပြီးစကားပြောခိုင်းတာမျိုးပေါ့ဒီနီလန်ကသူ့ကိုစကားတွက်လာစီမဲ့သာပြုတ်အံပြီးခေါ်လီတွေကိုမျိုးရှားမိမလို့တော့ဖြစ်ခဲ့ရပါတယ်Albert ဟာစိတ်ပြက်အားငယ်လို့နောက်ထပ်ဘယ်ဆရာနဲ့မှမကူကျင်တော့ဘူးလို့တားမြစ်ထားပေမဲ့ခင်မွန်းတဲ့ပေါ်သိရှိတဲ့ဇနီးတဲ့ Elizabeth ကတော့လက်မလျှော့ခဲ့ပါဘူး။သူမဟာအော်စတြေးလျဘွားစကားပြောကုထုံးပညာရှင် Lionel Locke ဆိုတဲ့လူလက်ပိုင်းရဲ့မျိုးသားတူနဲ့လှုပ်ဝက်သွားရောက်တွေ့ဆုံခဲ့ပါတယ်။ Lionel ကမင်းသားရဲ့ယောဂါကိုပျောက်ကင်းအောင်ကုသပေးနိုင်တယ်လို့ယုံကြည်မှုအပြည့်နဲ့ပြောပါတယ်။ဒါပေမဲ့ဂတိတစ်ခုတော့တောင်းတယ်။အဲ့ဒါကတော့မင်းသားကိုယ်တိုင်သူ့ကိုအပြည့်အဝယုံကြည်ရမှာဖြစ်ပြီးကုသမှုကိုလည်းသူ့ရဲ့စိတ်ကမ်းမှာပဲလာရောက်လှုပ်ဆောင်ရမယ်ဆိုတာပါပဲ။ Lionel မှာ Martel ဆိုတဲ့ဇနီးသည်နဲ့သားသမီး3ယောက်ရှိပြီးတမန်မိသားစုလေးပါ။သူကသူ့ရဲ့လူနာတော်ဝင်မင်းသားဆိုတာကိုသူ့မိသားစုကိုတော့မပြောဘဲလှုပ်ဝက်ထားပေးမယ်လို့ဂတိပြုခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲ Elizabeth ဟာသူ့ရဲ့ခင်ပွန်းကို Lionel ရဲ့စေကံစီလိုက်သွားဖို့နားချနိုင်ခဲ့ပါတယ်။ Lionel ကကုသမှုကိုချက်ချင်းမစသေးပဲ Albert နဲ့ရင်းနှီးအောင်ရင်ကြိုးစားပါတယ်။မင်းသားကိုမိသားစုဝင်တွေရှစ်သနိုးခေါ်တဲ့ပါတီဆိုတဲ့နာမည်နဲ့တောင်ရင်းနှီးခေါ်လိုက်ပါသေးတယ်။ဒါ့အပြင်အခြားဆရာဝန်တွေကဆက်လက်တောက်ခွင့်ပြုထားပေမဲ့ Lionel ကတော့အဆုတ်ပြက်စီးပြီးအသက်အန္တရာယ်ရှိနိုင်တာကြောင့်ဆက်လက်မတောက်ဖို့တားမြစ်ခဲ့ပါတယ်။ပြီးတော့ဘယ်ချိန်ကစပြီးစကားထစ်တာလဲလို့မေးလိုက်တဲ့အခါစိတ်ဆက်တဲ့မင်းသားကဒေါသထွက်သွားပါတယ်။ဒါပေမဲ့ Lionel ကတည်ငြိမ်စွာနဲ့ပဲဘယ်သူမှမွေးရပါစကားထစ်တာမဟုတ်ဘူးလို့ရှင်းပြလိုက်တော့မှမင်းသားစိတ်အေးသွားပြီးအသက်4နှစ်5နှစ်လောက်ကလေးကစကားထစ်ခဲ့ကြောင်းဖွင့်ရလာပါတယ်။ထူးခြားတာကသူတယောက်တည်းစကားပြောရင်မထစ်ဘူးလို့ဝန်ခံတဲ့အခါ Lionel ကစာအုပ်တို့ဖတ်ခိုင်းပါတယ်။ကန်ဆိုးစွာနဲ့ပဲမင်းသားဟာစာဖတ်တဲ့အခါမှာလည်းထစ်နေတော့မှာပဲ။ Lionel ကလက်မလျှော့ပါဘူး။မင်းသားကိုနှစ်ချက်တက်ပြီးသရှင်းသံကြဲကြဲဖွင့်ထားပြီးစာအုပ်ဖတ်ခိုင်းကအတန်ပန်းထားလိုက်ပါတယ်။နှစ်ပေါင်းများစွာကုသမှုတွေနဲ့ပင်ပန်းနေပြီဖြစ်တဲ့ Albert ကတော့ဒီနီလန်ကအလုပ်ဖြစ်မှာမဟုတ်ဘူးဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ပြန်ဖို့ပြင်မာတော့တယ်။သူမပြန်ခင်မှာ Lionel ကမင်းသားစာဖတ်ထားတဲ့အတန်နဲ့ပင်တိုင်းတပြားလေးကိုမှတ်တရပြလက်ဆောင်ပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဖခင်ဘီရင်ကြီးရဲ့ရှေ့မှာမိန့်ခွန်းပြောဖို့လေ့ကျင့်ရပြန်ပါတယ်။ဖခင်ဖြစ်သူရဲ့ဖိအားပေးမှုတွေအောက်မှာ Albert ခင်ဗျာဘလောက်ပဲကြိုးစားပါသေးစကလုံးတွေကထွက်မလာပဲတင့်ငေါ်နေခဲ့တယ်။ဖခင်ဖြစ်သူရဲ့စိတ်ပြက်နေတဲ့မျက်နှာကိုကြည့်ပြီး Albert ဟာမျောလင်းချက်ကုံဆုံးသူခံစားလိုက်ရတယ်။ညဘက်အိမ်ရောက်တော့အတွေးပေါင်းစုံနဲ့ရောင်ချာချာဖြစ်နေုံ Lionel ပေးလိုက်တဲ့တပြားလေးကိုစမ်းဖွင့်ကြည့်လိုက်မိတယ်။အဲ့ဒီခါမှာတော့အံ့ဩစရာပါပဲ။တရှင်းတဲ့စူးစူးညံညံကြားမှာစာဖတ်နေတဲ့သူ့ရဲ့အတန်လုံးဝစကားမထစ်ပဲရေစီးသူလိုချောပွင့်နေတာကိုကြားလိုက်ရပါတော့တယ်။ Albert ရောတနည်းတွေပါအံ့ဩဝမ်းသာဖြစ်သွားကြပြီးနောက်နေ့မနေ့မှာပဲ Lionel စီပြန်ရောက်သွားကြပါတယ်။ Lionel ကမေယုကျွတ်သားတွေချော့ချတာရှာကိုအားကောင်းအောင်လုပ်တာနဲ့ဝမ်ပိုက်ကျွတ်သားလေးကျင်ကန်တွေတင်ပေးပါတယ်။ Albert ဟာကုသမှုကိုဇွဲကြီးကြီးဆက်လို့ရင်ပွဲငယ်လေးတွေမှာမိတ်ခွန်းပြောလေ့ကျင့်လာခဲ့ပါတယ်။1936ခုနှစ်မှာတော့ Albert စကားပြောပုံအတော်လေးကောင်းမွန်လာခဲ့ပါပြီ။အဲ့ဒီအချိန်မှာဖခင်ဘရင်ကြီးနာမကျန်းဖြစ်နေလို့အခုဖြစ်သူဒေးဗစ်နဲ့တူတွားရောက်ကြည့်ရှုခဲ့ပေမဲ့ဝမ်းနဲ့စရာကောင်းစွာနဲ့ပဲဘရင်ကြီးနဲ့ရဆန်သွားခဲ့ပါတယ်။ဒါကြောင့်တားကြီးဆုံးဒေးဗစ်ကထိနှက်ဆက်ခံရပါတော့တယ်။ဖခင်ဆုံးပြီးမကြခင်မှာပဲဒေးဗစ်ကသူ့ကိုစကော့တလန်လာဖို့ဖိတ်ခေါ်ခဲ့တယ်။အဲ့ဒီမှာ Albert အံ့အားသင့်ခဲ့ရတာကကိုဖြစ်သူဟာအိမ်အောင်ရှိတဲ့အမျိုးသမီးနဲ့လက်ထပ်ဖို့ပြင်ဆင်နေတာပါပဲ။ခင်မုန်းရှိလျက်သားမျိုးသမီးကိုလက်ထပ်တာအသင်းတော်နဲ့အစိုးရကလက်မခံနိုင်တဲ့ကိစ္စပါ။ Albert ကကိုဖြစ်သူကိုဘရင်တစ်ပါးအနေနဲ့ဆင်ခြင်ဖို့တတိပေးပေမဲ့
ဒီစိတ်ဖိစီးမှုတွေကြောင့်သူ့ရဲ့စကားထစ်တဲ့ဝေဒနာပြန်ပေါ်လာခဲ့ပါတယ်လိုင်ယိုနယ်နဲ့တိုင်မင်တို့စိတ်ထဲရှိရာတွေကိုအော်ဟစ်ဆဲဆိုပြစ်လိုက်ပါလို့အကြံပေးပါတယ်အဲ့ဒီလိုလှုပ်လိုက်မှစိတ်ပေါ်ပါသွားတဲ့ဒီနေ့မှာတော့လိုင်ယိုနယ်ကအဲလ်ဘတ်ကိုလမ်းကြောင်းထွက်ရင်စကားဆက်ပြီးတော့မင်းကမင်းကိုတဲ့ဘရင်ဖြစ်ဖို့ထိုက်တန်တယ်လို့ပြောလိုက်ပါတယ်ဒီစကားကြတော့အကုတ်ကိုတစ္ဆာပေါက်ခြင်းနဲ့အဲလ်ဘတ်ကဒေါသထွက်ပြီးလိုင်ယိုနယ်နဲ့လမ်းခွဲခဲ့ကြပါတယ်ဒါပေမဲ့နိုင်ငံရေးရှင်တွေကမကောင်းပါဘူး။ဝန်ကြီးချုပ်ကဘရင်ဒေးဗစ်အနေနဲ့အစိုးရရဲ့အကြံဉာဏ်ကိုမယူရင်နန်းဆွန့်ရမယ်မဆွန့်ရင်အစိုးရအဖွဲ့နှုတ်ထွက်မယ်လို့ရာဇသံပေးလာပါတယ်။ဂျာမနီနဲ့စစ်ပစ်တော့မဲ့အချိန်မှာတိုင်းပြည်ကိုစီးလုံးစေမဲ့ဘရင်ကိုပဲလူထုကလိုလားနေကြတာပါ။နောက်ဆုံးမှာတော့ဒေးဗစ်ဟာအချစ်ကိုပဲရွေးချယ်ပြီးထိနှက်ဆွန့်လွတ်လိုက်ပါတယ်။ချစ်သူရဲ့ပံ့ပိုးမှုမရှိရင်ဘရင်တာဝန်ကိုမထမ်းဆောင်နိုင်ပါဘူးလို့ဆိုကညီဖြစ်သူအဲလ်ဘတ်ကိုထိနှက်လွှဲအပ်ခဲ့ပါတယ်။အဲလ်ဘတ်တယောက်ဘရင်ဖြစ်လာပြီးပထမဆုံးမိန့်ခွန်းပြောတဲ့အခါမှာတော့ဖီယားတွေလူအများရဲ့အကြည့်တွေအောက်မှာပြန်ပြီးစကားထစ်သွားခဲ့ရပြန်တယ်။သူဟာဘရင်တစ်ပါးရဲ့တာဝန်တွေကိုထမ်းဆောင်ဖို့ယုံကြည်မှုကင်းမဲ့နေပြီးကြောက်ရွံ့နေခဲ့တယ်။ဇနီးတဲ့အဲလစ်ဘတ်ကတော့သူ့ကိုနှင်းသိမ့်ပေးချပါတယ်။နောက်တစ်နေ့မနက်မှာတော့သူတို့ဇနီးမောင်နှံလိုင်ယိုနယ်စီပြန်သွားပြီးရင်ကကိစ္စတွေတဲ့တောင်းပန်ကကူညီတောင်းခဲ့ကြပါတယ်။လိုင်ယိုနယ်ကမင်းဟာမင်းမဲဖခင်အကိုနဲ့ဘိုးဘေးတွေရဲ့ရဲအောင်မှမနေနဲ့ကိုယုံကြည်ပါလို့အားပေးပြီးဘရင်သစ္စာဆိုပွဲအတွက်လေ့ကျင့်ပေးခဲ့ပါတယ်။1939ခုနှစ်စက်တင်ဘာ3ရက်နေ့မှာတော့လူတိုင်းကြောက်ရွံ့နေတဲ့ဂျာမနီနဲ့စစ်ပွဲကြီးစတင်ပါတော့မယ်။ဘရင်ဂျော့စစ်အဖြစ်နန်းတက်လာတဲ့အဲလ်ဘတ်ဟာတိုင်းပြည်နဲ့စစ်တီတော်တွေကိုခွန်အားပေးဖို့မိန့်ခွန်းပြောရမယ့်အချိန်ရောက်လာပါပြီ။မိန့်ခွန်းမပြောခင်40မိနစ်အလိုမှာလိုင်ယိုနယ်ရောက်လာပြီးဆန်းလေးကျင်ပေးပါတယ်။ဘရင်ကြီးကအလွန်စိတ်လှုပ်ရှားပြီးစကားထင်နေတော့မှာပဲ။အချိန်ကြလို့တန်လွင့်ယုံနဲ့ဝင်သွားတဲ့အခါလိုင်ယိုနယ်ကဘရင်ကြီးကိုနူးညံ့စွာပြောလိုက်ပါတယ်။ရှင်မင်းကြီးဝင်ဖို့တွေနားထောင်နေတဲ့တန်ပေါင်းများစွာသောပြည်သူတွေကိုမေးထားလိုက်ပါဒီခန်းထဲမှာမိတ်ဆွေဖြစ်တဲ့ကျွန်တော်တယောက်တည်းရှိရလို့သဘောထားပြီးကျွန်တော်ကိုပဲပြောပြနေတယ်လို့မှတ်ယူလိုက်ပါနောက်ဆုံးမှာတော့ဘရင်ကြီးရဲ့တမိုင်းဝင်မိကွန်းစတင်ပါပြီလိုင်ယိုနယ်ကရှိကနေလမ်းအရှိရန်နဲ့ကူညီပေးနေသလိုဘရင်ကြီးကလည်းတဖြည်းဖြည်းတည်ငြိမ်လာပြီးစကလုံးတွေကိုပိုင်နိုင်စွာကြပြဆရာတယောက်လိုခမ်းနားစွာပြောကြားနိုင်ခဲ့ပါတယ်မိကွန်းပြီးမှတော့နားထောင်သူပြည်သူအလုံးစိတ်သက်ခွန်အားတွေပြေဝသွားကြသလိုနန်းတွင်ရာရှိတွေကလည်းဝိုင်းဝန်းချီးကျူးကြပါတော့တယ်အဲလ်ဘတ်ဟာသူ့ကိုကူညီပေးခဲ့တဲ့ဆရာသမားမိတ်ဆွေသစ်ဖြစ်တဲ့လိုင်ယိုနယ်ကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့သလိုနန်းတော်ရှိမှသူ့ဝင်းနေတဲ့ပြည်သူတွေကိုလည်းယုံကြည်မှုရှိရှိနဲ့နှုတ်ဆက်နိုင်ခဲ့ပါပြီ။အဲ့ဒီချိန်ကစလို့ဘုရင်ကြီးဂျော့စစ်ဟာနိုင်ငံတော်ခုခံကာကွယ်ရေးပြအောက်တစ်ခုဖြစ်လာခဲ့ပါတယ်။1944ခုနှစ်မှာဘုရင်ကြီးကလိုင်ယိုနယ်ကိုတော်ဝင်မိသားစုရဲ့အမြင့်ဆုံးသောဂုဏ်ထူးဆောင်ဆုကိုပေးရချီးမြှင့်ခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့တန်ရုံးတင်ကတော့ဘဝတသက်တာလုံးခိုင်မြဲတဲ့မိတ်ဆွေစစ်တွေဖြစ်တည်ရှိသွားခဲ့ပါတော့တယ်။ဒိုချုပ်ပြောရရင်တော့ The King's Spear တမန်လူနှစ်ယောက်မိတ်ဆွေဖွဲ့သွားတဲ့ဇလန်ရိုးရိုးလေးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တင်ဆက်ပုံတရုပ်ဆောင်မှုနဲ့ထုတ်လုပ်မှုပိုင်းတွေမှာအပြစ်ပြောစရာမရှိအောင်ကောင်းမွန်လွန်ပါတယ်။သသိမ်းပိုင်းမှာဘရင်ကြီးမိန်ကွန်းပြောတဲ့အခါပေးသက်တွေပါလိုက်ပြီးရင်ဖို့ရလောက်အောင်ဆွတ်ဆောင်မှုရှိပါတယ်။ကြီးစုသူကိုစိတ်သက်ခွန်အားပေးနိုင်တဲ့ Fico မူပင်အမျိုးအစားမျိုးဖြစ်ပြီးတမိုင်းကြောင်းကိုကြိုသိနေရင်တော့မှရင်ကုန်စိတ်လှုပ်ရှားစွာနဲ့ကြီးစုရမယ့်လက်ရမှုတစ်ခုဖြစ်ကြောင်းညွှန်ဆိုလိုက်ရပါတယ်။ဘာဖြစ်ဖြစ်လိုက်ရင် subscribe လုပ်ပေးပါသိမရှိပါနဲ့ဒါကအမြဲတမ်းလို့ပြောနေရမှာဖြစ်ပါတယ်ကျွန်တော်ကနေပါအားလုံးပဲကျမ်းမာရေး queue ဆိုင်ပါခင်ဗျာ